မြန်မာပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ညကိုရောက်ရှိလို့လာပါပြီ။မြန်မာဂုံဆောင်ကြားတင်မလီဗရော်နီကာအတွက်တော့သူမရဲ့ကစားသမားဘဝမှာအကြီးမားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးသမိုင်းဝင်စိန်ခေါ်မှုကြီးတစ်ခုစိုက်မြိုက်ရောက်ရှိလာခဲ့ပါပြီ။အဲ့ဒါကတော့ဂျပန်နိုင်ငံရဲ့ထိပ်တန်း kickboxing chairwin K1 champion ဟောင်းကာနာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ပွဲမစခင်မှာတင်ဂျပန်ဖိုက်တာကာနာဘက်ကဘရိုနီကာကိုအမှတ်နဲ့နိုင်မှုမဟုတ်ဘူးအလဲထိုးဖို့ပဲပြစ်မှတ်ထားတယ်ဆိုပြီးစစ်ကြေညာထားပါတယ်ဒီပွဲကတာမန်ပွဲတစ်ပွဲမဟုတ်ပါဘူးနိုင်တဲ့သူဟာကမ္ဘာချန်ပီယံပက်ကြီးဂျာကိုစိန်ခေါ်ပြီးခါဘလူဝင်ရဖို့တေချာသလောက်ရှိနေတဲ့ပွဲကြီးပွဲကောင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖလိုင်ဘတ်ဂျပန်ဖိုက်တာကာနာအကြောင်းကိုကြည့်ရအောင်သူမဟာနယ်ရဖိုက်တာမဟုတ်ပါဘူး1 championship ရဲ့ champion ဟောင်းစတက်ကိုတောင်အမှတ်နဲ့အနိုင်ယူထားတဲ့အပြင်ကစားသမားဘဝမှာပွဲပေါင်း24ပွဲထူးတက်ခဲ့ရမှာ6ပွဲပဲရှုံးပြီး18ပွဲအထိနိုင်ထားပါတယ်ထူးခြားချက်ကအဲ့ဒီ9ပွဲ18ပွဲတွေက17ပွဲကိုအလဲထိုး KO နဲ့ပွဲသိမ်းခဲ့တာပါကာနာဟာ kickboxing စီကံအောက်မှာဆရာကျတဲ့ fighter ဖြစ်ပြီးသူ့ရဲ့ဘဲလက်သီး white chat တွေနဲ့ကောင်တာလက်သီးတွေကပြိုင်ဘက်ကိုအချိန်မရွေးမှောက်သွားစေနိုင်တဲ့အန်ဒီရဲ့အရှိရှုံးလက်နက်တွေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာကြားတင်မလီဘရော်နီကာကလည်းရှော့တွက်လုံးမရတဲ့စံချိန်တွေရှိနေပါတယ်။ဝမ်းစင်မင်းတက်မှာ၄ပွဲထိုး၃ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကောင်းကိုပိုင်ဆိုင်ထားပြီးလက်ရှိမှာ၃ပွဲစက်တိုင်နိုင်ပွဲရကခြေစွမ်းပြနေပါတယ်။ဘရော်နီကာရဲ့အထက်ကအမှတ်အသားကတော့အကြောက်တရားမရှိဘဲရှေ့တိုးထိုးတက်တဲ့အကျန်းပတန်းစတိုင်မှာအမျိုးသမီးဖိုက်တာတွေထဲမှာလက်သီးအလေးချိန်အကောင်းဆုံးလို့ပြောရလောက်အောင်အားပြင်းတဲ့လက်သီးတွဲလုံးတွေအပြင်ကာနာထက်စားရင်အသက်29နှစ်ပဲရှိသေးလို့ငယ်ကုန်ရှိသလိုအရက်အမောင်းနဲ့အလန်းမှာလည်းပိုပြီးအားတာချက်ရှိနေပါတယ်ဒါပေမဲ့ဒီပွဲမှာပရိထားရမယ့်အချက်ကတော့ဘရော်နီကာအတွက်တော့ဒါဟာပထမဆုံးအကြိမ် kickboxing စီးမြင့်နဲ့ကစားရမှာဖြစ်တာပါပဲ။မွေထိုင်းလိုတတောင်သုံးခွင့်မရှိဘူးအကြာကြီးဖက်သွဲပြီးဒူးတိုက်ခွင့်မရှိတဲ့အတွက်စီးမြင့်အသစ်အောင်မှာဘရော်နီကာဘလောက်အမြန်အသားကျမလဲဆိုတာကပွဲရဲ့အဆုံးဖြတ်ဖြစ်လာပါလိမ့်မယ်။ကာနာကတော့ kickboxing စီးကမ်းမှာနီးစနစ်ချင်းခွာလွန်းလို့ကိုယ့်ဘက်ကအားတာချက်ကြီးမယ်လို့ကြုံဝါထားသည့်ပထမချီနဲ့ဒုတိယချီမှာအသာစီးယူနောက်ဆုံးအချီမှာပွဲသိမ်းမယ်လို့စီစဉ်ထားပုံရပါတယ်။ခြုံငုံပြီးသုံးသပ်ရရင်ဒီပွဲက50-50ပွဲမျိုးမဟုတ်ပဲ55-45လောက်အထိအကွာအဝေးအလွန်ကျဲမြောက်တဲ့ပွဲမျိုးဖြစ်ပါတယ်။ကာနာကနီးစနစ်နဲ့ kickboxing အတွေ့အကြုံပိုင်းတာနေပေမဲ့ဘရော်နီကာရဲ့မာကြောမှုနဲ့အရှိန်ဟုန်နဲ့မစွတ်တန်းစီတဲ့ဒီကကာနာကိုအကရိကဲကဲဒုက္ခပေးပါလိမ့်မယ်။ဘရော်နီကာအနေနဲ့ပထမချီခင်တဲ့က kickboxing စီးမြင့်ကိုလင်းလျက်မြန်အသားကျသွားကိုလိုပြီးမိမိရဲ့အရက်အမောင်းအားတာချက်ကိုသုံးအဝေးကန်ချက်တွေနဲ့ဖိအားပေးနိုင်မယ်ဆိုရင်ပွဲအပြီးမှာဒိုင်အဆုံးဖြတ်နဲ့နိုင်ပွဲရသွားနိုင်ကြီးပိုများပါတယ်။ဟုတ်ကဲ့ပါဒီပွဲနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်တွေကိုလည်းပြောခဲ့ကြပါအောင်နော်ကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်